အားလုံးပဲမင်္ဂလာပါဗျာ MD YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ sharing လုပ်ပေးမှာလေးကဘာလေးလဲဆိုတော့ကျွန်တော်တို့ဒီ Gun Master မှာပေါ့နော်ကျွန်တော်တို့ဒီ Gun Master မှာကျွန်တော် water map လေးကိုကျွန်တော်တို့မပါအောင်ပေါ့နော်ကျွန်တော်ဘယ်ကနေ down ရမလဲဆိုတာကိုကျွန်တော် sharing လုပ်ပေးမှာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ဘလူးမစားခင်မှာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe နဲ့ sharing လေးလုပ်သွားပေးဖို့လေဒါမိတ်ဆွေတို့ကိုတောင်းဆိုလိုက်ပါတယ်ဗျဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီပေါ့နော်ဒီ Chrome browser တခုတော့ရှိဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော် Chrome browser လေးကိုကျွန်တော်တို့ဝင်ရမယ်ပေါ့ဒီ Chrome ဟိုဒီ Chrome browser လေးကိုကျွန်တော်ဝင်ရမယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုကျွန်တော် Chrome browser လေးဝင်လိုက်မယ် Chrome browser လေးဝင်ပြီးတော့ကျွန်တော်ဒီအပေါ် server လေးမှာကကျွန်တော်တို့ဘာရိုက်ပြရမလဲဆိုရင်ပေါ့နော်ဒီ server လေးမှာကျွန်တော်အခုမိတ်ဆွေတို့ပြတဲ့အတိုင်းလေးပဲပေါ့နော်ကျွန်တော်ရိုက်ပြလိုက်ပေါ့ဒီကျွန်တော်ရဲ့ဗီဒီယိုရဲ့အောက်မှာလေးပေါ့နော် link တွဲပေးထားမယ်ပေါ့နော်အဲ့ link ကနေတော့တွားပြီးတော့လဲ download ရပြီပေါ့ကျွန်တော်တို့ KIN ဆိုပြီးတော့ရိုက်လိုက်ဟုတ်ကဲ့ရိုက်လိုက်ရင်ကျွန်တော်တို့ဒီမှာပေါ်လာမယ်ပေါ့နော်အဲကျွန်တော်ဒီမှာပေါ့နော်ဒီလိုလေးပေါ်လာလိုက်မယ်အဲ့ကောင်လေးကိုကျွန်တော်တစ်ချက် down မရမယ်ပေါ့အဲကျွန်တော်ဒီမှာပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်ဘယ်ထဲဝင်ဆက်ဝင်ရမလဲဆိုရင်ကျွန်တော်တို့ရဲ့အဲဒီကောင်လေးပေါ့နော်ဒီကောင်လေးတော့ဝင်မယ်ဟုတ်ကဲ့ဒါလေးကိုအပေါ်လေးနည်းနည်းလေးဆွဲတင်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီလိုလေးနည်းနည်းဆွဲတင်လိုက်မယ်အဲဆွဲတင်ပြီးရောဒီမှာ down ဒီကောင်လေးပေါ့နော်အကောင်လေးကိုကျွန်တော်တို့ down လိုက်ရမယ်ပေါ့ down ပြီးအကောင်လေးတစ်ချက်နှိပ်ပြီးဆိုရင်ကျွန်တော်ဒီလိုသွားမယ်သွားပြီးရင်ကျွန်တော်ဒီမှာကိုကြိုက်နှစ်သက်တဲ့ကောင် down လို့ရတယ်ပေါ့နော်ကျွန်တော် pro down မှာလာပြီးလို့ရှိရင်ကျွန်တော်တို့အောက်ကရိုးရှင်းစွာဒီပေါ့နော်ကျွန်တော်တို့ down လို့ရတယ်ခွန်တက်သမားခွန်33အိတ်3လုံးနဲ့ down လို့ရတယ်အိတ်4လုံးနဲ့ down လို့ရတယ်ပေါ့နော်ဒါကတော့ဒီမိတ်ဆွေတို့အနေနဲ့ပေါ့နော်ဒီကောင်လေးကကြတော့တက်တာတယ်ပေါ့နော်ကျွန်တော်ရဲ့ဖုန်းရဲ့ run နဲ့လည်းတက်ဆိုင်နေပေါ့နော်ကျွန်တော်တို့ဒီကောင်လေးအောက်ကကောင်လေးကြတော့ဒီကောင်လေးစပြီးတော့ကျွန်တော်တို့တွေပေါ့ဖုန်းနည်းနည်းလေးသွားခြင်းတယ်ပေါ့နော်ကျွန်တော်တို့မှာဒီကောင်လေးတွေပေါ့အဲ့ကောင်လေးကဖုန်းနည်းနည်းလေးသွားခြင်းတယ်ကျွန်တော်ဟိုမိတ်ဆွေတို့ကူပေါ့နော်ကျွန်တော်ဒီကောင်အပေါ်ကGun Master ဆိုတာဟာလေးကျွန်တော်ဆွဲစီခြင်းတယ်ပေါ့ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော် water map မပါဘူးပေါ့နော်လုံးဝကိုဒီမှာကျွန်တော် down လိုက်မယ်ဆိုရင်အပေါ်ကောင်လေးနှိပ်လိုက်ဒါဆိုခဏဆောင်ပြီးလိုက်ပေါ့နော်ဒါမှ down သွားပြီပေါ့ကျွန်တော်ဒီအပေါ်ဆုံးလေးမှာပေါ့နော်ဒီမှာဒီမှာ down နေပြီပေါ့ကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးနှိပ်ကြည့်လိုက်ဒီမှာကျွန်တော် down နေပြီ Gun Master ပေါ့နော်ဒီမှာကောင်လေး down နေပြီဒါဆိုရင်တော့ကျွန်တော်တို့ကဒီ Gun Master ကိုကျွန်တော်တို့ water map မပါဘဲနဲ့အလွယ်ကူဆုံးရိုးရှင်းစွာကျွန်တော်တို့เนาะ down တော့ဆွဲပြပြီးခဲ့တာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့ view ကိုစောင့်ကြည့်ပေးတဲ့ယူလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်ရဲ့ MD YouTube channel ကနေစူတောင်းပေးလိုက်ရပါတယ်ဗျ